Hello မင်္ဂလာပါရှင်မင်္ဂဒီတစ်ခေါက်တော့လေအရန်ချစ်ဖို့ကောင်းတဲ့ဟူဒီလေးတွေပြပေးပါမယ်နော်ပထမဆုံးကကြတော့အခုခဲဖြူလေးပေါ့နော်ဒါလေးကကြတော့လေအရှိရဒီအယုတ်လေးတွေအကုန်လုံးကလေအကုန်ချီထိုးထားတာပါပြီးလို့ရှိရင်သူ့ရဲ့ထူးခြားချက်ကအခုနေရွက်လေးပါတယ်ပေါ့နော်ပြီးရင်ဘေးနားမှာဖဲပြားလေးနဲ့ချီထားတဲ့သူ့ရဲ့ဒီဇိုင်းလေးကတစ်မျိုးလေးဆန်းပါတယ်ရှင်ဒါလေးကကြတော့အခုရောင်တစ်ရောင်ပဲကျန်ပါတော့ပဲနော်နောက်တစ်မျိုးကကြတော့ခုနလိုပဲနေရွက်ပါတယ်ဒါကကြတော့လာပူပူပုံစံလေးပေါ့နော်လာပူပူကြိုက်တဲ့သူတွေဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်အခုကတော့အယုတ်လေးလည်းပါတယ်နေရွက်လေးလည်းပါတယ်ပေါ့နော်ဒီမှာလဲသူကချီထိုးလေးတွေသုံးပေးထားပါတယ်ရှင်နောက်တစ်မျိုးကကြတော့လေခဲဖြူရောင်လေးပါပဲသူကကြတော့နေရွက်အရှည်ကြီးပါတာပေါ့နော်နေရွက်ကတော်တော်လေးရှိရတော်တော်ချစ်ဖို့ကောင်းတယ်ဒီလားသူကအခုလိုမျိုးခေါင်းဆိုးဝေရင်ကြတော့ဘေးနားမှာထားလေးရတယ်အနောက်မှာထားလေးရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုကလေခေါင်းချို့လိုက်လို့အနောက်မှာဒီတိုင်းတဲလောင်းလေးထားထားလဲတော်တော်လေးချစ်ဖို့ကောင်းတယ်ပေါ့နော်ဒါလေးလဲအခုခဲဖြူရောင်လေးတစ်ရောင်ပဲရပါမယ်ရှင်နောက်တစ်ရောင်ကကြတော့သူကနေရွက်တော့မပါဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ပုံစံလေးကတစ်မျိုးဆန်းနေအရှိစစ်ကိုမှကျဲသီးခုလိုမျိုးနှစ်ခုလေးပါတယ်ပေါ့နော်ဒီဟာလေးလည်းအရှိမှာသူကချီထိုးလေးပါပါတယ်ရှင်အခုပြပေးသွားတဲ့ဟူဒီလေးတွေရဲ့လေဒီအယုတ်လေးတွေကအကုန်လုံးချီထိုးထားတာပါရှင်ပြီးရင်လေသူ့အသားလေးတွေကတော်တော်လေးထူထူအီအီလေးဖြစ်တဲ့အသားလေးပေါ့နော်ဒါလေးတွေကိုစိုင်မှာကိုယ်တိုင်လာကြည့်ချင်နေဆိုရင်မင်းတို့ပင်ထောက်ထားတဲ့လိပ်စာလေးတိုင်းလာခဲ့ပြီးလို့ရပါတယ်ရှင်